Hello everyone, အားလုံးပဲမင်္ဂလာပါမောင်ချစ်စုချီဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။သွားမညောင်းမတားစားကောင်းမဲ့ကြက်ဥပေါင်းတွေကိုတခဲနဲ့ချဲလက်လုပ်ပေးပြစီ။ရှင်နဲ့ဒီနဲ့ဆွဲမဲ့သွားစီရမယ်နော်။ဒါကတော့ကြက်ဥ35လုံးပေါ့နော်။35လုံးကိုကျွန်တော်တို့ကြက်ဥဖောက်ခဲမှာဖြစ်ပါတယ်။ကျဲကိုခုလိုမျိုးအိုက်တဲကိုဖောက်ထဲမှာဖြစ်ပါတယ်35လုံးပါကျွန်တော်လည်းမနိုင်တော့လို့ဒီဘောကောင်ကဖောက်ထဲခိုင်းနေဖြစ်ပါတယ်ကျွန်တော်ဆိုင်မှာမြန်မာရဲ့ဒီဘောရဲ့ပဲရှိပါတယ်ကုလိုကျဲဝေဖောက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မွေးရမှာဖြစ်ပါတယ်အကုန်လုံးမွေးနောက်ပါမယ်လောက်တာကုလိုလေးနေထားပြသွားရင်ဆိုရင်ရပါပြီရပြီဆိုတော့ကျွန်တော်တို့ဒီတဲကိုဥတွန်းစောအမယ်ချက်လေးနဲ့တစ်ချက်အပြင်ထည့်ပါမယ်ရောထည့်ပါမယ်အဲ့ဒါကိုဥတွန်းစောထည့်ပြီးသွားရင်ကျွန်တော်တို့ရေထပ်ထည့်ရမှာဖြစ်ပါတယ်ရှေ့ကတော့သူ့ထဲမှာအဲ့ဒီချက်မှာပါတဲ့ဒီတာပေါ့နော်အဲ့ဒီဒီတာရဲ့ထဲမှာတက်ခွဲလောက်ရှိပါတယ်အဲ့ဒီတက်ခွဲလေးကိုပဲကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ရပြီပေါ့နော်ရရင်ရေးပါထည့်ပါမယ်ကျဲဥက35လုံးဥတွန်းစောကတစ်ချက်ရေ1လီတာခွဲဒါဆိုရင်ကျွန်တော်တို့ကျဲဥကိုဥတွန်းစောရေရောမြင့်ဖြစ်သွားအောင်မွေနောက်နေဖြစ်ပါတယ်ရေဖောက်ပြီးတော့မွေခလောက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကျဲဥအကားတွေပါမှာဆိုတော့တန်တကာနဲ့တကာသူ့ကိုပြန်ပြီးတော့ဆက်ရှာမှာဖြစ်ပါတယ်အကာစစ်ပြီးသွားပြီဆိုတော့ဒါဆိုရင်ဖြစ်လာပြီပေါ့နော်ကြောက်ပေါင်းမဲ့ခွက်လေးတွေပေါ့နော်ဒါတစ်ခွက်စာလေးကိုထည့်ရမှာဖြစ်ပါတယ်အထက်ထဲမှာကမိုးညှက်ထားတာရှိရဲ့ပြီးရင်နားတူရှိမယ်ကြက်သားစိမ့်ရှိမယ်ဥဒုံးရှိမယ်ဒါတွေတော့ဗီဒီယိုတွေရှိမှာဆိုလို့ကျွန်တော်မပြိုက်ကြတော့ပါဘူးเนาะအများဆုံးက9လုံးပဲပေါင်းရတာမို့လေ9လုံးလေးပဲထည့်ပြီးတော့ကျွန်တော်တို့အပေါင်းအုပ်ပါမယ်9လုံးလုံးအုပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကမ်မီဘုံပေါ့နော်ကမ်မီဘုံမှာတင်ထားတဲ့ပေါင်းအိုးကိုကျွန်တော်တို့လက်ပါမယ်အဲ့ဒီပေါင်းအိုးထဲမှာရေပွက်ပွက်ဆူနေရပါမယ်အောက်ကရေထည့်ပြီးထည့်ရပါမယ်
ရေဘောပွဲဆိုတဲ့အထက်မှာကျွန်တော်တို့အဲ့လိုမျိုးလေးပေါင်းဖို့တော့တင်ပြရဖြစ်ပါတယ်ပေါင်းနိုင်ပါတော့အနည်းဆုံးကျွန်တော်တို့10မိနစ်စောင့်ပါမယ်10မိနစ်ကနေပြီးတော့10မိနစ်ပေါ့နော်ဒါဆိုရပြီလားဆိုကျွန်တော်စမ်းကြည့်မှာဖြစ်ပါတယ်ဒါဆိုရပါပြီပေါ့နော်ရပါပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တောင်းရှာပါမယ်အော်ဒါတွေကိုပို့ပေးရမှာဖြစ်ပါတယ်ဒါရသွားပြီပေါ့ဗျာကျဲဥပေါင်းနေတွေကတော့ရသွားပါပြီရသွားပြီဆိုတော့ကျွန်တော်တို့အော်ဒါတွေကိုလိုက်ပို့ပါမယ်မှုရှိတို့မုန်းတို့ကလေညာဘက်ပို့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရစားလို့ရတယ်ပေါ့နော်နှုတ်ပြဟိုတကားရဲ့တိတ်ကျွေးနေတာမဟုတ်ဘူးဗျာမလေးရှားကတရုတ်ကလားတွေကြိတ်တွယ်နေရတော့ကျွန်တော်စားနေတဲ့ဈေးလဲတန်အားလဲတန်နဲ့ရှာဝမ်းမှုရှိပေါ့ဗျာကြိတ်ပေါင်းတာတော့မသိဘူးဗျာတိတ်ကောင်းတာပဲဗျာစူချီနဲ့ပတ်သက်တာတွေထပ်ပြီးတော့တင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook ကို follow like and share လေးလုပ်ပေးပါအောင်နော်စားဖို့လည်းဖိတ်ခေါ်ပါတယ်ဗျာဘလော့ရိုက်တာအဝယ်စားအမြန်ထိမနေနေဗျာဒါညာပိုင်းကြံလို့ဆွဲနေတဲ့ကြံဆွဲလေးတွေပေါ့ဗျာကျွန်တော်စားနေတဲ့ဆူရှီက special ဆူရှီပါသူအင်နာရီဖူလို့ခေါ်ပါတယ်အသီးကတော့၃မျိုးထည့်ထားပါတယ်တရသီးရယ်ငကမော်သီးရယ်နောက်တဲ့တစ်မျိုးကတော့ကျွန်တော်လည်းမခေါ်တတ်ဘူးဗျသိတဲ့သူများရှိရင် comment မှာတခါလေးပြောပြပေးပါအားလုံးကျေးဇူးတင်ပါတယ်